မဖြူကျော်တဲ့ကိုကျွန်တော်မကြခင်ဆရာဝန်လောင်းဖြစ်မယ်ဆရာဝန်ကြီးဖြစ်တော့မယ်ဖြူကျော်တဲ့ကိုကျွန်တော်ခေါ်ပါတယ်နောက်တစ်ယောက်ကတော့ဇမ်လူမဇမ်လူကိုကျွန်တော်ခေါ်ပါတယ်နောက်တစ်ယောက်ကတော့တနက်လည်းပြီးတယ်ဒုတ်လည်းပြီးတယ်ဒါပြီးနောက်ဆုံးအနေနဲ့ဒီကျွန်တော်တို့ရန်ကုန် Full Gospel Choir ဆိုမဲ့ကျောင်းသားများကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဝိညာဉ်မီးဆိုတဲ့တခြင်းလေးတစ်ပုဒ်ကိုကျွန်တော်တို့တီဆိုကုံတော်ချီးမွမ်းမှာဖြစ်ပါတယ်